ဒီနေ့ကကျွန်တော်တို့ music store မှာရောက်နေပါတယ်ဆိုတော့စာအုပ်ဆိုင်ဂီတနဲ့ပတ်သက်တဲ့စာအုပ်ဆိုင်မှာကျွန်တော်ရောက်နေတော့စနေရစပြီးတီးမဲ့သူတွေအတွက်ကိုညွှန်းပေးခြင်းတဲ့ဟာလေးရှိတယ်ဆိုတော့အကယ်လို့ကိုကစနေရအခုမှစတီးမဲ့အခြေခံလုံးဝမရှိဘူးဆိုရင်ဒီစာအုပ်တွေကသူကစာအုပ်က၄ခုရှိတယ်1 2 3 4 part 1 2 3 4ရှိတယ်ဆိုတော့ဒီစာအုပ်ကိုအရင်ဆုံးလေ့လာပါအကယ်လို့ကိုကအခြေခံနည်းနည်းရှိထားတယ်ဆိုလို့ရှိရင်တစ်ဆင့်ပြန်ပြီးတက်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီစာအုပ်ညွှန်းပေးခြင်းတဲ့ the best ပဲစတင်တဲ့သူတွေအတွက်အရန်ကိုကောင်းတဲ့စာအုပ်ကျွန်တော်ညွှန်းပေးခြင်းတယ်ဆိုတော့သူ့စီမှာလဲသူကlevel 1 2 3ဆိုပြီးတော့မှ3အုပ်ရှိတယ်ဆိုတော့အဲ့3အုပ်ပြီးရတဲ့ကိုက classical တခြင်းနေเนาะတော်တော်များเนาะတော်တော်လေးကိုတီးလို့ရမယ်ဆိုတာပြောလို့ရတယ်เนาะဆိုတော့အကယ်လို့ကိုကတဆင့်ရောက်ရှိသွားပြီးအကယ်လို့ကိုကလူကြီး beginner adult beginner ဆိုလို့ရှိရင်ဒီစာအုပ်ညွှန်းပေးခြင်းတယ်အကယ်လို့ဘာမှအခြေခံလုံးဝမသိဘူးဆိုလို့ရှိရင်တော့the easiest piano course เนาะဒီစာအုပ်ကိုအရင်ဆုံးလေ့လာပါသူစီမှာ1 2 3 4ရှိပါတယ်ကယ်လို့ကိုကအခုမှစနေရစတီးမယ်ဆိုလို့ရှိရင်ကိုလေ့လာခြင်းတယ်ဆိုလို့ရှိရင် Harry စီမှာဒီ class ကို online class လုပ်ထားပေးတာလေးရှိတယ်เนาะဆိုတော့အဲ့ class ထဲမှာတွားပြီးသင်ယူလို့ရပါတယ်ဒီ video screenshot လုပ်ပြီးတော့မှလာအပ်တဲ့သူ9ဦးအတွက်ကိုအထူးချင်းနဲ့ထပ်ပြီးတော့မှပေးထားပါတယ်အဲ့တော့အမြန်ဆုံး screenshot လုပ်ပြီးတော့မှ admin စီမှာတွားယူလိုက်ပါ